အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်မဟင်းဆက်ပဲဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ထုတ်ရင်ဖြစ်ပါတယ်ခင်ဗျာ အခုစောပြမယ်ဂိမ်းကတော့တီလည်းမသိပါဘူးလောင်ချာဂိမ်းတော့ဖြစ်ပါတယ်အခုတော့တူတဲ့ကျွန်တော်တွေကဟိုပါပါတယ်အဲ့ဒီလောင်ချာဂိမ်းမှာအစိမ်းနဲ့အဝါအောင်ရှင်တိုက်သွားမယ်နှစ်ယောက်ပါကျွန်တော်ကအလီအောင်ပါ ကျွန်တော်ကအဝါရောင်ပါဟုတ်ကျွန်တော် တော့ 你说嘞？ ဟိုအေးပြောလေသားရရောအပြရောင်လာမေးမင်းချာရောင် အကြရောင် ကွာ ပါအကြရောင်ပါ အေးကဲကျွန်တော်စကြအောင်ဟိုဒီမျိုးပြေးရအောင်အဲ့ကောင်ရထိလိုက်ပြီ မင်းဂိမ်းဆုံးလည်းအတန်းပြောရတယ်ဟုတ် အေးဟုတ်တယ်ပြောရတယ် အေးရော ပြသိတော့ပဲငါလေးဟောလို့ရဲ့ဟာဟိုကောင်နေလူချင်းချင်းတော့ပြန်တိုက်နေကြတယ်အေးအဲ့မလေးသိတော့ပဲရောကွာမလေးမင်းကွာအေးတော်တယ်တာကြီးကမဟုတ်ရင် အေးကွာပြီးခံတောင်းချားထူခံနေ ရောကွာအကောင်ကပြန်လို့လိုက်ပြီသိပြီအကောင်မကြည့် အေး ဘူး တေး ရောကွာအကောင်ပြားလိုက်ပြီအော်နောက်ဆုံးခါကျကျွန်တော်တို့ကဗာလဲတယောက်ကိုတယောက်သစ္စာဖောက်ကြပါလားသိလိုက်တော့အာ အိုး မိုင်းတယ်ကွာရော အိုး အော်တေတော့မယ်တေတော့မယ် မီးပွေးနေရ အေးခဏမီးခွင်းနေမယ်ရောအာမင်းငားနေရဲ့ဘာလို့ရောရေးဟဲ့မေနာပြည့်နေတယ်မေတောင်ကောထိလိုက်ရအဲ့အစိမ်းရောင်ကြီး အိုး ဒီကောင်ကွာအားလုံးဘိုင်ဘိုင်